တူပဲစတင်လိုက်ပြန်ပြီပဲဖြစ်ပါတယ်ကဲဒီပွဲလေးတော့တူတူသွားကြည့်ရအောင် ကဲဟုတ် ပါတယ် ကြားနေရတာလေ what ရရတဲ့ငါပို့ပြီမယ် ကိုပါ ဟုတ်ရပို့တယ်မလို့ ကဲပေါ်လမ်းမှာတော့နီနိုနဲ့နော်ဒီဘက်ဆန်ဖော့နော်ဒါသူတပြန်ကိုတပြန်လေးပဲရှင်ထိန်းတိုင်းမှာမလဲအိုဟတ်အာဖီအေးချောင်းပဲနော်မကုနေပြီsorry ဟုတ်တယ်ဒါလေး အလဲလမ်းမှာတော့နော်လောင်ရီ dispatch rotation နဲ့ဟီဂျူမီမဲ့ဟွာရင်ကိုဖာစာ JB ခလီယာနဲ့ဖမ်းမယ်ဆိုတော့ဒီပွဲရာဇူကီတွေပိုင်းထိန်းလို့ကောင်းတယ်နီနိုဖမ်းလို့ရတယ်နော် RV ကတော့ beautify ကတော့အမှန်တိုင်းပြောရင်တော့ဒီပွဲအရင်ကြီးတော့မှပဲ effective ဖြစ်မယ်မသိဘူးပါဆိုအကိုင်း heavy submarine beautify နေလည်းကတ်လို့ရတယ် bro အဲ့လိုမျိုးခဏပဲဒီမှာပြီးရင်တော့ဇက်လိုက်ပြန် အဓိကတော့ဟိုကကြောက်မှာပဲခလီယာကြောင့်တော့ပဲ purify ယူထားတယ်လို့မြင်တယ်ဗောနော်နာမီစလန်ပါသွားတာပါညာတော့ပဲအကိုင်းကတ်ရင်တော့ခံရမှာ ဟုတ်တယ်အခုလဲကျွန်တော်အာလက်ကိုလည်းထု လောရလိန်နေရရောက်မယ်ဆိုပေမဲ့အာလက်နည်းလေးထုခံနေရနေချာအောက်မှာဟိုဟက်စင်ပြေလားအာဖီကတော့ကျွေးမှာဘလို့နော်ကလောက်ကိုမမဲမြင်တာနဲ့လိုက်ခုတ်မယ်နေချာနော်အပေါ်မှာတော့ CC ကဇုံအောက်နေပြီဘလို့နော်ဆိုတော့လေးနည်းနည်းလေးတွားကြည့်ပြီးမှရမယ်ထင်တယ်ခရီးလွတ်နေပြီဗျဒီတော့ ဟုတ်ပါအကိုင်းဟဘတ်ဟဘတ်လေးနဲ့တော့နော် level 4တော့မကြခင်ရတော့မယ်ဆမ်ဖော့တော့ပါလေအေးဆေးပဲဟောနော်အပေါ်လန်းလဲလန်းအောက်လန်းလိန်သုံးလိန်လုံးကတော့ငိမ့်နေပါတယ်ညိုတက်တယ်လောက်မှပဲစချွေးကြမယ်နဲ့တူတယ်ဗျာနော် ရသူကြီး အောင်ဆုံးပွဲလည်းဖြစ်သွားနိုင်တယ် brother တော့နောက်ဆုံးပွဲလည်းဖြစ်သွားနိုင်တယ်အေးပို့လို့မရဘူးဒီပွဲက ဝယ်ပေါ်လို့မရဟုတ်ကဲတတယ်လေးကတော့ကျွန်တော်အပေါ်မှာထွက်တော့မယ်ဆိုတော့တတယ်လေးကြည့်ရမလားနော်ဆူရာအနေနဲ့တော့ level 4လိုအပ်နေသေးတယ်အာဖီအနေနဲ့တော့လိန်ဖြတ်ရှင်းပြီးရင်တော့တတယ်ရွာတွေပြန်လာပြီးမလားပေါ့နော်ဟုတ်တယ်နော်ရာသူကြီးလိန်လာရှင်းပြီးနေတာဖိုးတော့ရပါပြီကတီးဒီ heavy spin ဟာဖဘလာကိုသေးဟာဒီဘက်မှာဒါဘကီတော့မဟုတ်နှစ်ကောင်ထပ်ပေးလိုက်ရရင်လည်းပကြွေပြီးလေးတစ်ကောင်မပါဆယ်ပေးလိုက်ရတဲ့နေရာတစ်ခုမှာတော့ဟီရိုကီ3ကောင်ခွင့်ပြုပေးလိုက်ရတဲ့ liquid fast starter လေးကိုပါလက်လွတ်သွားဖို့တော့ရှိနေပြီဗျာနော်မရဘူးဘရိုတပြည့်ရိုက်ချက်တွေနဲ့တော့ကဲ liquid 2000ခံလိုက်ရရင်လည်းပဲဟီရိုကီ3ကောင် fast starter ကိုနော်မိုင်းမြူပြီးပြောမိနေတာ sorry เนาะဒီမှာအမှန်ကန်ကြီးကတ်နေတာရောရာဇူကီနေနဲ့တော့တာတေမထက်ရလိုက်တာဗျာเนาะ Hero K 3 စီเนาะ Nova Gap နေနဲ့တော့1200လောက်တော့ A ဘက်ကိုရောက်နေနေပဲเนาะ Order Ego Game Fight လေးကိုတွားမယ်ဆိုရင်လေဒီလိုမျိုးเนาะအဖွင့်လေးစထားတာတော့ပိုကောင်းနေတာကြီးဟုတ်တယ်เนาะ3 စီလေးနဲ့စထားတယ်ဖွင့်လေးကတော့မိုက်တယ်ပြီးတော့ဂျူရီဘက်ဂျန်ဂလာကိုလည်းတတဲမပေးထားတဲ့အနေထားဆိုတော့သူဒါ Sunfall လည်းအပေါ်လမ်းမှာတော့เนาะ sorry ခါဟွာနီနိုထိုးတာခံလိုက်ရနေပဲ Hero K အနေနဲ့တော့020ဖြစ်နေပြီညီကို Sunfall လောက်ကွက်မထွက်ရင်တော့အဲ့ liquid ကရှုံးတတ်တယ်เนาะဒါကြီးမှန်ပဲကဲရာသူကြီး heavy spin မရှိတဲ့အကိုင်းတော့လူဘာတွေတော့ဝါနေနေပဲ rapper ကတော့စားဖို့ကတော့လွယ်မှာတော့မဟုတ်ဘူးဆိုတော့လိန်တွေဘာတွေကူရှင်းပေးပြီးတော့ကိုချန်ကယ်လေးပဲကိုပြန်စားလိုက်တာတော့ပိုကောင်းပါတယ်နောက်က1600အသာသီးပြ AE game fight ကိုတော့ဥတီလာပြီလားကဲဆိုတော့ Fasa Feather Ezreal နဲ့ Sanji နောက်ဆုံးတစ်ချက်မှာတော့เนาะ Ezreal လေးကမထီွားတော့ Hijumi Purify နေပါနေပြီးတော့ forward ထားရတယ်เนาะ JB အနေနဲ့တော့ Flicker လည်းမကြခင်ရတော့မယ် Tsunami Slam ရရင်တော့ Fasa လေးကို target ထားပြီးတော့အင်းတင်တယ်လို့တော့မြင်နေဗျဟမ်မေနီနိုကတာရတဲ့ရောက်ရင်နီနိုက1900 1800တာသီးနဲ့တော့ AE ဟုတ်ပါဥဆောင်ထားတော့မယ် Persian Sky ချောင်းတစ်ချက်တော့ပါလာပြီဝတ်တက်စားလို့ရှိရင်တော့ဒီဘက်ကကေးရတာအာဖီလေးကတော့ပိုပြီးအဆင်ပြေနေတဲ့အနေထားပါအဲ့နဲ့ညာဦးရောင်ကြီးနော်ခရီးရလွတ်တာပဲမီလီခရီးခုနကအပေါ်တိုင်းမှာကျွန်တော်နီနို item ဆက်တာကြည့်လိုက်တာဒါကောင် Oracle ကို first item သွားရတာပဲဒီလားဒီဆိုတော့နည်းနည်းလေးတောင်းသွားတယ်ပေါ့နော်အောက်လမ်းမှာတော့နော် Freer Tower ထဲထိဝင်ပြီးတော့ OHAP ကိုဖြဲတာနည်းနည်းလေးတော့များသွားပြီဆိုပေမဲ့လည်း Cree လေးတော့အကောင်းဆုံးတော့စားထားသေးပဲကတီးသည် Blue Bat တွေပါချိန်နေနေတာတခုမှ Yazuki ဝင်တိုက်ပြီ Retriever ပေါက်သွားသလားကတီးသည် Retriever တော့မပေးတော့အောက်လမ်းမှာ OHAP သေးတော့မယ်အာဖီတကယ်ခုတ်မှာနော် Cloud Planning ကျူတယ်နောက်မှလည်းကျွန်တော်တို့ Valkyrie သုံးပြီးတော့ဝင်သွားတယ်ဆိုမှ Create ပါအကောင်းဆုံးရှင် RV များသွားပြီတိုင်းများသွားပြီ RV များသွားပြီဆိုပေမဲ့ကဲလေးတော့သူတီကိုတီရဝိုင်းတယ်ပဲလဲနောက်မှလည်း Yazuki Heavy Spray နဲ့ down cut တာတော့အကောင်းမှုဆုံးတော့ဘေးနားနေတော့ stand ပေးတာ stone ပိုင်း cut ထိုးတိုင်းတယ်ဆန်းကျွန်တော်တို့Sunfall ဆင်းမလာဘူးပေါ့နော်ဒီဘက်မှာတော့ Cartizi ပြန်သေးသွားမလား Nino ကတော့ပြန်ကြောက်သွားတယ်ဟော Cartizi လေးရလိုက်မစိုးဘူးကွာဟီဂျူမီကောင်မပေးရမယ်အနေထားနော်တာဝါထဲဝင်ထိုက်တဲ့နေထားကြီးကတော့တော်တော်ကြီးတော့အန်ဒီရများသွားခဲ့ရင်လည်းပဲ
အေးမလုံးတင်တဲ့အမားတွေတော့ကျူးလွန်မိနေပြီလားနော်နောက်ဝက်တွေတော့ပြန်တော့ဖဲ့ပေးနေရရင်းနဲ့ပဲရာသူကီလေးကတော့ဆင်ပြေနေသေးတာဆိုတော့လေနော်အရင်ကြီးတော့ရှင်နေဆိုးဝိုင်းနေသားမျိုးတော့မဟုတ်ဘူးဒီဘက်ကအာဖီကလည်းအသေးလောက်တာဟဲ့အောင်ဒီလောက်ကို ကျွန်တော်ဘတ်တယ်မှာမျက်လုံးရှမ်းသွားလို့ပြန်ကြည့်နေတာဘရိုဘတ်တယ်ကိုခုနအကိုင်းဟဲအနေနဲ့ OHAP သေးပြီလားမသိဘူးသိသေးတာပေါ့ ဟုတ်တယ်အောင်အာဖီ ဆိုလိုပြေးဗျာနော်ခုနအကိုင်း heavy severin down ကတ်တာကိုဆိုတာတန့်ဖောင်နဲ့ဆွဲချိသွားတော့အဲ့လိုမျိုးရာဇူကီကိုကတ်ထားတာပြတ်သွားတာဘရိုသိလားကျွန်တော်အဲ့ဒါတစ်ချက်လမ်းကြည့်နေတာနော်အဲ့ဒါတစ်ချက်ပြန်ကြည့် ဒီဘက်ဂျန်ကလာတတ်တဲ့တစ်ခါမှမရဘူးဟဲ့အောင်အေး တာတဲ့နှစ်ခါလုံးတော့ရာဇူကီပဲသိမ့်ပိုက်ထားသလိုအပေါ်လမ်းမှာလဲ Sanford ဝင်ဒိုက်ခံနေရတယ်မလို့ Sanford အနေနဲ့တော့တည်သွားမယ့်အနေထားနော် Hero Key အနေနဲ့တော့ဇက်တိုက်တွေပေးနေရသလို objective တွေလည်းဆုံးရှုံးထားတဲ့ liquid game number 4မှာတော့ AE ပေးတဲ့ pressure PR တွေကိုတော့စတင်ပြီးတော့ခံစားလာခဲ့ရပြီပဲဖြစ်ပါတယ်ကဲဟုတ်တယ်နော်နဝ2300တာသီးနဲ့တော့ AE ဥဆောင်နေသေးပဲလို့ပဲပြောရမှာနော်ဟုတ်တာလည်းဖြစ်တယ်ကိုဒီနော်အဲ့ Sanford ကိုအဲ့လို hero တွေပေးလိုက်လို့ရှိရင်တော့နော် liquid ကတော်တော်ဆော့အခတ်သွားတာလေဂိမ်းတမ်းမိမဲ့နော်ကျွန်တော်တို့ OHAP ရဲ့ကလောက်လေးလည်းနှစ်ခါတည်ထားတာဆိုတော့အမှန်တိုင်းပြောနော်မျောလင်းချက်ကတော့အရန်တော့တိတ်မရှိဘူးဗျာသေးလားနည်းနည်းလေးတော့မျောလင်းချက်နဲတယ် AE က6မိနစ်ကိုတော့3000တာသေးပိုင်းနဲ့ဆော့ပြနေတာဘရိုအကိုင်းကလည်းယူထားတာအဲ့လိုမျိုးတာတေတွေပိုင်းများလို့ရှင်တော့အဲ့အကိုင်းကဆောင်းပြော့လာမှာနောက်ပိုင်းမှန်မယ်ဟာလားအာဖီမင်းလား OHAP ဆိုပြီးမင်းရိုက်တိုင်းရောင်းဒီကောင် free အောက်လမ်းမှာဆိုလိုနှစ်ခါတက်ထားတာဘရို311တခါတော့သူပြန်တည်သွားတယ်ဗောနော်တာဝါရဲရောက်နေတော့စက္ကန့်90လောက်ဆုံးတက်တယ်လောက်ပါပဲထချမလားဘာသာ S right ဆိုပေမဲ့လောင်း dispatching rotation ကလောက် blending ယူရဲ flicker နဲ့မခုံပြန်းတာ hit you me မတည်တော့တော့မ free อ่ะ OHAP ကိုတော့အသင်းဆောင်ပြီးတော့ပြန်ပြီးတော့ခုတ်ချင်နေတာဗောနော်ရလိုက်ရင်တော့မစိုးဘူးပြသေးလား AK လေးကဟုတ်တယ်ရလိုက်ရင်တော့မစိုးဘူးဆိုပေမဲ့နော်မရလိုက်တဲ့နောက်မှာတော့Gloria ပတ်ဝေးနောက်မှလဲဆိုတာတန့်ဖောင်းအကိုင်း Harry Severin နဲ့တော့အကုန်လုံးမလာဘူးတော့တောင်းခံပေးထားနေပဲနောက်မှလဲ Free coach နဲ့တော့ကာတီးသီးဖျားတော့ဖျားနေပြီအပေါ်မှာလဲ Stone ပိုင်းတောက်လျှောက်တွေထိုး Tsunami Slam နဲ့ကင်မောက်ပြီးတော့ကြိုးစားနေတဲ့ JB အရင်သေးသွားရင်တော့အာလက်ကလေးကလည်း CC ရဲ့လက်ချက်နဲ့ပြန်တည်မလားဟိုဘက်မှာ OHAP ပြတ်သွားသေးတယ်လေလန် Feather S right နဲ့ what ဟေးအောင်ကြီးရဲဆက်ဆက်ကိုရိုက်နေတာ game fight ကတော့ကြည့်အောင်ပဲ Okayဒီဘက်မှာတော့နောက်ဆုံးတာတယ်လေးလည်းထပ်ထွက်တော့မယ်လေးအောင်မှာတော့ AE နေတော့တာတယ်စကစ်ပြီးတော့ lorry ပါပဲလုံးမလားအရင်အချိန်မပေးတာတော့ပိုကောင်းတယ်ကျွန်တော်တော့ OS ကိုအချိန်နေမပေးသေးချင်တော့ဘူးတာတယ်စကစ်လိုက် low ပေါ်မှာ low လုံးအော်ယောတာတယ်ပဲလုံးမှာတော့ကောင်းနေအမေကတော့ low ဆောက်ပြီးတော့ low တစ်ခါလေးလုံးသေးချင်တာသိလားအဓိကတော့ဟိုဘာမှဆုံးရှုံးစရာမရှိတော့ဘူးဆိုတဲ့ပုံစံနဲ့ဆော့နေတာရောင်းကြီးဟုတ်တယ် Sanford တရားပြီလားနောက်မှလည်း strike တွေမထိုးဝိုင်းနေမနီနိုပဲကေးကောက်သွားတယ်လို့တာတယ်လေးလည်းထက်ရတာတယ်3ခါလုံးရတယ်ရောင်းကြီးအကိုင်းကြီးယူပြီးတော့တာတယ်လည်းမရဘူး JB တကောင်မထပ်ဖြတ်ခံလိုက်ပြီး final တကောင်ခုတ်ချက်ကိုဘယ်ကောင်ခံနိုင်မှာလဲစန်ကြီးတကောင်တေမန်းတီသွားပြီးညီကိုတို့ flicker မရှိဘူးဆိုတော့လောကကြီးကိုလက်မြောက်ရှုံးပြီးသွားတာဗျာဆရာသမားဟိုဟာဆက်ဆက်ကိုရမေဂါချီပါရပြီဗျာမေဂါချီလေးရပြီညီကိုတို့ဖုတ်ပဲရိုက်တာညီကိုဒီပွဲမှာ10မိနစ်ကိုနောက်9500အေးပြန်လာပြီညီကိုတို့ဒီပြန်လာပြီကဲဒီဘွဲတော့ကမ်းမောက်ဖို့ chance ကတော့တော်တော်ကြီးရာခိုင်နှုန်းနဲ့ပေါ့နော်သူတို့ပြန်လို့ Sanford လို့ player ကိုနော်စစ်စီးသွားပေးလိုက်တော့လေ performance များစားထွက်မလာတော့ရင်းနဲ့ပဲ liquid နော် drug အမားလေးတစ်ခုလို့ပဲပြောရမလားနော်အဲ့လိုစစ်စီးပို့ဘက်မှာထုတ်လိုက်တာတော့တော်တော်ကြီးတိုင်ပတ်သွားတယ်လို့ပဲပြောရအောင်ဟုတ်ပါ CC မပေးသေးဘူးနော် CC Sanford တခြား hero တွေပေးရမှာလက်ပူလောက်ဆိုတော့ဒီပွဲနည်းနည်းရိုက်လို့ရအောင်မယ်ဒါကြီးတတ်တဲ့ပတ်တွေဟုတ်တယ်တပူလောက်ပေးပြီးတော့ကာတီးသီးဆက်စင်အောင်ဆော့လို့ရှိရင်တော့ရှင်ချနိုင်မှာထင်တယ်။အဲ့လိုမျိုးဆိုရင်တော့မှနော်အများကြီးတစ်မျိုးတစ်ပုံပေါ့လေနော်။ Sanford နောက်မှ Feather S right နေနေဗျာသွေးတော့တော့ short ခံထားရတယ်နော်။ Vanya နဲ့ CC အားရဟုတ်တယ်ဟာကာတီးသီးက retreat ရအောင်ပေါက်ပြသွားသေးတယ်။ Rabbit တော့ရအောင်စားထားတယ်နော်။ Skyfall strike check stone by bam Sanford မသေးသေးဘူးဗျာနော်ကျွန်တော်တို့level 1 win strike ထိုးရင်လည်း stand နေတော့ညီကိုတို့ဗဒန်းလိုပဲဖန်းဆိုပြီးတော့လက်သီးနှလုံးပြစ်ထိုးလိုက်တာအဲ့ဒါဆိုလည်း stand နဲ့ tan form တော်တော်သုံးဝင်တဲ့ form တစ်ခုပါညီကိုတို့အော်ဟောင်ကြီးပေးဦးမဖန်းတော့တာလို့နော်မင်းခရီလေးတောင်အလဲခရီလေးတော့ကောင်းပေးစားလိုက်ပါအောင်မှန်တယ် game 5ပြီ liquid ရုပ်လောက်ရင်တော့ထွက်သွားမှာနော် liquid ရုပ်လောက်ရင်ထွက်သွားမှာgame number 5ကထွက်ရင်လည်းထွက်တာထွက် liquid ထွက်နော်ဒီလိုမျိုး AE ကိုတော့တကယ်ပြောတာဘရိုဒါကြောင့်စိတ်ရင်းနေပြောတာ
အေးတော့မထွက်စီချင်ဘူးဖိလစ်ပင်းမသက်ဖိလစ်ပင်းမတွေ့အောင်လို့လှုပ်လိုက်တော့ကောင်းဆုံးပဲမင်းကမင်း Golden Road မကလို့ဘာလဲဗဒများလမ်းပဲဖြစ်ဖြစ်နော်မြန်မာအသင်းလည်းဟုတ်တယ်မဟုတ်ထွက်ရင်လည်းထွက်လိုက်တော့ဒါကြီးတော့စိတ်ထားလေးတစ်ခုပေါ့ နော် liquid ကြီးတော့ပေးတော့မတက်သေးခြင်းဘူးညာ Golden Road ကဒါဒီနှစ်မြန်မာတွေယူမှာဒါကြီးနော်အဲကြောင့်မလို့ဒီကောင်တွေမရသေးဘူးနော်လို့ဖာစာဖေးတာ S-Right အမဆန်ဂျီဖလက်ကတော့ခုံတော်ဝိုင်းနေပဲဒီဘက်မှာတော့လော်လေးကိုတော့ Yazuki ပဲရအောင်တော့ယူကန်ဒီမှာလော်ရီတိုင်ပါချင်းတဲ့အကိုင်းကြီးကိုပြစ်ထည့်ပေးလိုက်ပြီလော်နောက်ပြေးက retribution က Yazuki လော်တော့ကောင်းမှုဆုံး retribution တခုပေါက်ပြသွားပြီးတော့လူယူသွားတဲ့နောက်ကာတီးစီညီလေးမင်္ဂလာပါလို့နော် အလာယာဇုကီ ဒီတော့လာလူတာဒီတော့လော်ရီတိုင်ပါချင်းနဲ့လာလူတာညီတို့ကာတီးစီဂုတ်ကြီးမင်္ဂလာပါ အလာပြီးစပင်းနဲ့ဝင်လူတာမရပါဘူးတဲ့ တကယ်ကောင်းတဲ့ Yazuki ကွာမင်းအဲ့ဒါကြီးကတော့ရက်ဆက်ဆက်ပဲအဲ့ retry ကတော့level တွေပါပြတ်နေလို့လည်းပါရင်ပါမှာပေါ့တော့ဒါပေမဲ့ bro အဲ့လိုမျိုးပြသေးလားအကိုင်းနဲ့လူပေါ့တာတော်တော်ခက်တာဟာလေဆိုရင် နော်မေဂါရှိမရှိတော့အော်လန်တွေတက်လာမယ်တော့ liquid ဘယ်လိုဖြည့်ရှင်းသွားမလဲ second tower တွေကတော့အကုန်လုံးတော့ပေးလိုက်ရပြီဗျ ဟုတ်ပါနောက်မှလည်းအိုဟပ်ကလောက်လေးထမ်းပြီးလို့ရပါအောင်မလားညီကိုတို့နော်ထင်တော့မထင်တော့ဘူးဗျလော်ပြေးရိုက်တာနဲ့မေဂါဘာညာယူပွဲအရန်တာနေတာနော်တာကြီးတို့ဖြတ်ရင်တော့ဖြတ်လို့ရတယ်အကိုင်း heavy spring အရန်ကြီးတော့ effective မဝင်သွားဘူးနော် Nino Skyfall strike တစ်ချက် stone ပိုင်းပစ်ထိုးထားတယ်နော် JP flicker တွေပြန်ခုံထော်ဝိုင်းနော် Skyfall ထပ်သုံးထားတယ်ပဲဂျားညံနေတဲ့ကောင်လေးတကောင် Sunfall ကတော့တန်းပြတ်သွားနေတယ်ပဲ killing speed ပိုင်း hit you နေတယ်နော်ဘောလမ်းမှာလည်းနောက်ထပ်အနေနဲ့မေဂါတန်းကိုပါထပ်မှန်ပြီးတော့ရိုက်ချိုးထားတဲ့ order ego မေဂါ3လမ်းလုံးတော့ရရှိခဲ့နေပဲ first long နဲ့တန်းအမ်လားတန်းအမ်လား4ယောက်5ယောက်အား4ယောက်5ယောက်အားယူမော့မြင်ပြီးတော့မယ် ဖယ်လာရရှိရဲ Feather S right နောက်မှာ OHAP ကောင်းကောင်းဖြန်းခွင့်မြောက်ဝင်လုံးပြီး Freya Gloria ပတ်ဝေးလည်းပေးထားသေးတယ် JP တခါတည်းပဲတန်းကြဝိုင်းမှာတော့ Katizi ပြန်ပတ်သရုံး only ကိုပဲပြေးရိုက်မလားတိုင်းသရုံးလေးပဲရိုက်လိုက်တော့မလားအေးသရုံးလေးပဲရိုက်လိုက်တော့မလားညီကိုတို့နိုင်နေပြီလေ Cloud Blending ယူရတဲ့နေအောင်နောက်ဆုံးမှာသရုံးကြီးပဲကျိုးသွားနေတယ် Alter Ego game number 4မှာအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့ရင်တော့ game 5ကိုတော့ဆက်လက်ပြီးတော့ခေါ်ဆောင်လာခဲ့ပြီပဲဖြစ်ပါတယ် Let's go ပါ GG ကဲတော့ရအောင်ရေး game